အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ Samsung ဖုန်းသုံးနေတဲ့ customer အနေနဲ့ gallery ထဲမှာထည့်ထားတဲ့ဓာတ်ပုံတွေကိုဘယ်လိုမျိုးလောက်ခတ်လို့ရမလဲဆိုတော့ Evan လော့အကြောင်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့အမတို့ gallery ထဲကိုဝင်လိုက်မယ်ပြီးသွားရင်အမတို့ menu ဆိုတာလေးကိုနှိပ်မယ်ပြီးရင်အမတို့ setting ထဲကိုဝင်လိုက်ပါမယ်ဝင်လိုက်တဲ့အခါမှာအောက်ဆုံးမှာဆိုရင်အမတို့က about gallery ဆိုတာလေးရှိပါတယ်အဲ့ထဲမှာ about gallery ကိုအမတို့ဒီမှာဒါလေးကိုနှိပ်ပေးလိုက်ပါမယ်အဲ့မှာဆိုရင် Galaxy Let Enable ဆိုတာလေးပေါ်လာမယ်ပေါ့နော် Galaxy Let Enable ပေါ်လာပြီဆိုတာနဲ့အောက်မှာ Galaxy Let ဆိုတာလေးကဒါထပ်ပြီးတော့မှတွေ့မှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ Galaxy Let ထဲကိုဝင်မယ်ဝင်ပြီးသွားရင်အမတို့တွေအပေါ်နားလေးကိုနည်းနည်းဆွဲပြီးတော့မှ Evan Entry Lock ဆိုတဲ့ဥစ္စာလေးကိုအမတို့ဖွင့်ပေးလိုက်ပါမယ်ပြီးရင်တော့အမတို့visa နဲ့ရှင်းပေးလိုက်မယ် gallery ထဲကိုပြန်ဝင်မယ်ပြီးတော့ကို lock ခတ်ချင်တဲ့ Evan ကိုနှိပ်ပြီးတာနဲ့အမတို့ကဒီမှာမိုးထဲကနေပြီးတော့မှ lock Evan ဆိုတာလေးကိုနှိပ်ပေးလိုက်တယ်ဆိုရင်ဒီ Evan က lock ခတ်ပြီးသားဖြစ်သွားမယ်ပေါ့နော် setting ဒီ gallery ထဲမှာရှိတဲ့ Evan တွေအကုန်လုံးကိုလည်းအမတို့က lock ခတ်ထားလို့ရတယ်ဒီ Evan ကိုနှိပ်ပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းမိမိရဲ့အမှတ်အသားဖြစ်တဲ့ pin တွေ fingerprint တွေနဲ့ပြန်ဖွင့်မှာပဲဖွင့်လို့ရတာဆိုတော့ Samsung အသုံးပြုနေတဲ့ user တွေအနေနဲ့ဆိုရင်တော့ဒီ function လေးကတော်တော်လေးကိုအသုံးဝင်တဲ့ function လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Samsung သုံးမဲ့ user တွေအတွက်third party software မလို့ပဲဓာတ်ပုံနဲ့ video ပဲ hide ချင်လားကိုသုံးနေတဲ့ software တွေကိုပေါ့နော်နောက်ချိန်ပွားပြီးသုံးချင်တဲ့ user တွေအတွက် Samsung မှာ original power နဲ့ Sakura folder အကြောင်းတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့လွယ်လွယ်ကူကူသုံးဖို့အတွက်ဆိုရင် notifier လေးဆွဲချလိုက်မယ်အပေါ်မှာ alert တကူပဲ Sakura folder ဆိုတဲ့ icon လေးပေါ်တဲ့အခါမှာဆိုရင်ဒီဟာလေး alert တကူနှိပ်ပြီးလဲသုံးရပြန်အခါပထမဆုံးသူရဲ့ပေါ်လာတဲ့ဟာလေးအကုန်လုံး continue လေးနှိပ်လိုက်မယ် permission လေးတွေအကုန်လုံးဖွင့်လိုက်ပါမယ်ဗျဒီတော့ခဏလေးစောင့်ပေးပါတော့ creating Sakura folder အနေနဲ့စပြီးအလုပ်လုပ်ပေးနေပါတယ်အခုလိုမျိုးပေါ့နော်အကုန်လုံးပြီးသွားပြီဆိုရင်တော့ကျွန်တော် done close လေးနှိပ်လိုက်မယ်ပြီးတော့အခုကဖုန်းရဲ့ဒီ software ထဲဝင်ဖို့အတွက်မှာဆိုရင် pin number နဲ့ပဲထားချင်တာ password နဲ့ထားချင်တာ pattern နဲ့ပဲထားချင်တာပြီး fingerprint နဲ့လည်းလောက်ခတ်ထားလို့လည်းရသေးတယ်ပြီးတော့ Samsung account နဲ့ပဲလွယ်တကူလောက်ချိန်လို့လည်းရတော့ကျွန်တော်ပို့ပြီးတဲ့လုံခြုံနေပြီး pin မှာဆိုရင်ကျွန်တော် pin number လေးတွေကိုလွယ်လွယ်ကူကူနဲ့ပဲ1234ပေါ့နော်လွယ်လွယ်ကူကူနဲ့ပဲထားလို့လည်းရတယ်next call လေးနှိပ်ပေးလိုက်ပါမယ်ဗျပြီးအခုလိုမြင်ရတဲ့ title ပဲ origin နဲ့ software လေးတွေပေါ်လာမယ်ဒါအပြင် application တွေထပ်ထပ်ကျင်နေဆိုရင်လည်းအပေါင်းလေးနှိပ်လိုက်ပြီးဆိုတာနဲ့ကိုဖုန်းမှာတင်ထားတဲ့ application တွေအကုန်လုံးကိုဒီမှာတစ်ခါတည်းနောက်တစ်ချိန်ပွားပြီးလဲပြန်ပြီးသုံးလို့လည်းရပါသေးတယ်ခင်ဗျပြီးရင်ဟိုမှာဆိုဓာတ်ပုံနဲ့ video ပဲ hide ချင်နေဆိုရင်ဟိုမှာဆိုရင်ကျွန်မ added file နေနဲ့မှာကိုယ့်ရဲ့ဓာတ်ပုံတွေ hide ချင်တာလားဓာတ်ပုံတွေရွေးလို့ရတယ်အဲ့လိုမဟုတ်သေးဘူးဆိုရင်ကိုယ့်ရဲ့ video ပဲရွေးချင်လားအတန် file တွေပဲရွေးချင်လားပေါ့နော်လိုအပ်တယ်လို့ကိုယ့်ရဲ့ hide ချင်တဲ့ဟာတွေအကုန်လုံးလည်းလွယ်လွယ်ကူကူရွေးပြီးလဲသုံးလို့လည်းရတယ်လို့ပို့ပြီးတစ်ခုအားသာပါပေးတဲ့အချက်ကဆိုရင်ဒီ application customize အစားပေါ့နော်စိတ်ကြိုက် application ရဲ့ပုံစံလေးတွေကိုကြောင်းသုံးလို့ရတဲ့အပြင်အရောင်လေးရဲ့စာလေးစိတ်ကြိုက်ချင်းသုံးလို့လည်းရတယ်ပြီးတဲ့အခါမှာဆိုရင် application လေးရဲ့စာတန်းလေးကပါရွေးပြီးသုံးရတဲ့အတွက်ကြောင့်မလို့ basket ဆိုပြီးရေးလိုက်ပြီဆိုတာနဲ့ဆိုရင်လွယ်လွယ်ကူကူနဲ့ပဲစပိန်ပုံစံမျိုးလေးပြောင်းသွားမှာပဲဖြစ်ပါခင်ဗျဒီမှာဆိုရင် application မှာဆိုအပြန်ပြီးဝင်လိုက်တာနဲ့ pattern နဲ့ပဲသုံးချင်လား password နဲ့ပဲသုံးချင်လွယ်လွယ်ကူသုံးလို့ရတယ်အဲဆိုရင် pattern လေးထည့်လိုက်မယ်လွယ်လွယ်ကူနဲ့ပဲပေါ့နော် application ဝင်တဲ့အခါမှာဆိုရင် lock လက်တောင်းနဲ့ပြီးတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ဓာတ်ပုံတွေ video တွေအများကြီး hide လုပ်လို့ရတယ် software တွေတပွားပြီးသုံးလို့ရတဲ့အတွက်ကြောင့်မို့လို့လုံလုံချုံချုံနဲ့ပဲအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်